နှကန်းတောင်းတွေကွဲပြီးရှာတွေရောင်ရမ်းနေပြီလားအဲ့ဒါဆိုရင်တော့ဒီဗီဒီယိုကတင့်တယ်ဖြစ်ပါလိမ့်မယ်ဒီနေ့တော့ဗိုက်တာမင် B2 ကြောင့်ပြောပြမယ် B2 ကရေမှာပျော်ဝင်တဲ့ဗိုက်တာမင်မျိုးစားဖြစ်တဲ့အတွက်ခန္ဓာကိုယ်မှာနည်းနည်းပဲတူလောင်ထားနိုင်တယ်အဲ့ဒီတော့နေ့စဉ်ပုံမှန်စားပြီးလို့ရတယ် B2 ကကျွန်တော်တို့ခန္ဓာကိုယ်ကိုအကျိုးပြုတဲ့အရာတွေကတော့စားလိုက်တဲ့အစားအစာတွေကိုကျွန်တော်တို့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့စွမ်းအင်ဖြစ်ကိုပြောင်းလဲပေးတယ်ကျွန်တော်တို့ခန္ဓာကိုယ်ကဆဲတွေအတွက်လည်းအထောက်အကူပေးတယ်နောက်ပြီးတော့ကျွန်တော်တို့စားတဲ့အထက်မှာဗိုက်တာမင် B6 ပါတယ်အဲ့ဒီ B6 ကစားတဲ့အစာထဲမှာတဘာဝပုံစံ raw form အနေနဲ့ပဲရှိတယ် B6 ကိုခန္ဓာကိုယ်ကအသုံးပြုလို့ရအောင် active form အဖြစ်ကိုပြောင်းလဲရတယ်အဲ့ဒီ B6 raw form ကနေသုံးလို့ရတဲ့ active form ပြောင်းလဲတဲ့နေရာမှာ B2 ကအကူအညီပေးတယ်အဲ့တော့ B2 အားနည်းလို့ရှိရင် B6 လည်းအားနည်းမယ်လို့ကြံပြမှတ်လို့ရတယ်အဲ့ဒါကိုကျွန်တော် B6 မှာပြန်ပြီးတော့ရှင်းပြမယ် B2 က tryptophan လို့ခေါ်တဲ့ amino acid ကို vitamin B3 နာယာဆင်အဖြစ်ကိုလည်းပြောင်းလဲရမှာကူညီပေးတယ်အဲ့ဒီအကြောင်းကိုလည်းကျွန်တော် vitamin B3 မှာပြန်ပြီးတော့ရှင်းပြမယ် B2 ကအာယုံကြောစနစ်တွေမျက်လုံးတို့အရေပြားကျန်းမာရေးတို့ကိုလည်းအထောက်အကူပေးတယ်သွေးနူထုတ်လုပ်မှုမှာလည်းအထောက်အကူပေးတယ် B2 ချုပ်တဲ့ရင်ဘာတွေဖြစ်မလဲဆိုတော့အရင်ဆုံးကတော့ B2 ချုပ်တဲ့လို့ရှိရင် B3 နဲ့ B6 ပါချုပ်တယ်မယ်အခြားလက္ခဏာတွေကတော့ကြီးကန်းပါးစပ်နာလို့ခေါ်တဲ့နှကန်းတောင်းတွေမှာကွဲအပ်တဲ့အနာတွေဖြစ်မယ်နှကန်းတွေခြောက်ပြီးတော့အကွဲမယ်ရှားတွေหนีရဲပြီးတော့ရောင်ရမ်းလာမယ်ရေပြားမှာရာရန်တာတွေအဖက်လန်တာတွေနောက်ပြီးတော့အစီပြန်တာတွေဖြစ်မယ်လေချောင်းတွေနားမယ်ရောင်ရမ်းမယ်နောက်သွေးရတွေနင်းလာမယ်မျက်လုံးတွေနီးပြီးတော့ရောင်လာမယ် B2 ကျွေးသွားတဲ့အစားအသောက်တွေကနှုတ်နဲ့နှုတ်ထွက်ပစ္စည်းတွေအသားအမျိုးမျိုးငါးအမျိုးမျိုးကြက်ဥစိမ်းရောင်အရွက်တွေနောက်ပြီးတော့မိုးအမျိုးမျိုးတို့ဘဲအမျိုးမျိုးတို့အစီအစံတွေမှာပေါ်များစွာပါတယ်အဲ့တော့B2 ချွတ်တဲ့လက္ခဏာတွေလည်းသိပြီဆိုတော့ကျွန်တော်တို့နေ့စဉ်အာဟာရမျှတအောင်စားတော့ကြဖို့ကြံပေးလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒေါက်တာရှေ့အောင်ပါ